အလားတူဆေးဆိုတာကအရင်ဆုံးဒီဆေးတစ်ခုကိုရှာဖွေဖော်ထုတ်ထားတဲ့ကုမ္ပဏီတစ်ခုရှိမယ်ပေါ့နော်အဲ့ဒီကုမ္ပဏီကိုကျွန်တော်တို့ကဒီ brand ပေါ့သူ့ရဲ့တစိမ့်ပေါ့ပြီးတော့မူပိုင်ခွင့်သတ်မှတ်ထားတဲ့ဒီကုမ္ပဏီတစ်ခုရှိတယ်ပေါ့နော်အဲ့ဒီမူပိုင်ခွင့်က220လောက်ကြာလို့ရှိရင်မူပိုင်ခွင့်ကတက်တန်းကုန်သွားတယ်အဲ့ဒီကြာလို့ရှိရင်အဲ့ဒီဆေးနဲ့လုံးဝတထေရတဲ့တူတဲ့ပမာဏနဲ့အရေးအသွေးပါဝင်ပစ္စည်းတွေတူအောင်လို့ထုတ်လုပ်ခွင့်ရှိတယ်ပေါ့နော်တခြားကုမ္ပဏီကအဲ့ဒါကိုလည်းဒီကမ္ဘာ့ကျန်းမာရေးအဖွဲ့ကအားပေးတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့အဲ့လိုထုတ်လို့ရှိရင်ကြတော့စီးဝါးတွေဈေးနှုန်းတက်တာလာပြီးတော့လူတိုင်းလက်လန်းမိတဲ့အတွက်ကြောင့်ဖြစ်တယ်ပေါ့နော်။ဥပမာကျွန်တော်တို့ကိုဗစ်မှာဆိုလို့ရှိရင်ဒီကျွန်တော်တို့အမေရိကဘက်ကထုတ်တဲ့ vaccine ကဈေးတအားကြီးတယ်ဒါပေမဲ့ကျွန်တော်တို့အိန္ဒိယဘက်ကိုရောက်လာပြီးတော့အိန္ဒိယဘက်ကထုတ်လုပ်လိုက်တဲ့အခါကျတော့ဈေးတက်နဲ့ရရှိတယ်ပေါ့နော်။ဈေးနှုန်းကွာခြားတဲ့နောက်ွယ်ကအကြောင်းရင်းတွေပြောရမယ်ဆိုလို့ရှိရင်တော့အဓိကကတော့ဒီ brand model တစိမ့်နာမည်ကြီးတဲ့တစိမ့်တွေကဈေးကြီးတဲ့တစိမ့်တွေကများသောအားဖြင့်ဒီဆေးအသစ်တစ်မျိုးရဖို့ဆိုလို့ရှိရင်သူတို့ကဒီနှစ်တွေအများကြီးသူတည်တနာလောက်ရတယ်ပေါ့နော်ငွေကြေးတွေအများများကုန်ကြခံရတယ်ပေါ့နော်အဲ့ဒီအတွက်အလားတူထုတ်တဲ့ကုမ္ပဏီတွေကြတော့အဲ့ဒီကုန်ကြဈေးတွေသူတည်တနာဈေးတွေမရှိတဲ့အတွက်ကြောင့်သူတို့ကဈေးတက်နဲ့ရောင်းနိုင်တယ်ပေါ့နော်ဒါပေမဲ့ဈေးကွာရတာဒီဈေးတစ်ခုတည်းကြောင့်တော့မဟုတ်ဘူးပေါ့နော်ဒီဆေးပြားတစ်ခုဖြစ်အောင်လုပ်တဲ့နေရာမှာဒီဆေးအပြင်တခြားဖြည့်ဆွက်တဲ့ကုန်ကျန်းပစ္စည်းတွေရဲ့အရေးအသွေးတွေထုတ်လုပ်တဲ့နိုင်ငံရဲ့ထုတ်လုပ်တဲ့စံချိန်စံညွှန်းတွေနောက်တစ်ခုကဒီဆေးကိုပဲဆေးအာနိသင်မပြတ်အောင်လို့ထိမ့်သိမ့်မိတဲ့ထုတ်ပိုးမှုစနစ်တွေဒါတွေကြောင့်လည်းကွာခြားမှုရှိတာပေါ့နော်အဲ့ဒီတော့ဒီဆေးစွမ်းထက်မှုနဲ့ဘေးထွက်ဆိုးကျိုးပေါ့နော်ဘာကွာခြားလဲပေါ့နော်ဒါလည်းကွာခြားမှုရှိတယ်ဘာကြောင့်လဲဆိုတော့ဒီအလားတူဆေးတွေကခုနကျွန်တော်ပြောသလိုပဲအရှိအ brand ပေါ့နော်တစိမ့်နာမည်ကြီးတစိမ့်အတိုင်းသူကဒီအာနိသင်ချင်းတူတယ်ဆိုပြီးတော့ထုတ်ထားတဲ့ဟာကိုသူက bio equivalence လို့ခေါ်တယ်အဲ့ဒါကိုသူတို့က FDA မှာအထောက်အထားခိုင်လုံစွာပြသပြီးမှထုတ်ခွင့်ရတယ်ပေါ့နော်ဒီဟာနဲ့မူရင်းဆေးနဲ့အာနိသင်ချင်းတူကြောင်းပေါ့နော်အကယ်၍အဲ့လိုမျိုးပြသထားလို့ရှိရင်တော့အထဲမှာပါတဲ့ဖြည့်ဆွက်ပစ္စည်းတွေနဲ့ခုနပြောတဲ့ထုတ်ပိုးမှုနဲ့ဒီထုတ်လုပ်တဲ့စံချိန်စံညွှန်းကွာခြားမှုကြောင့်ဒီအထက်ကဆေးကသွေးတဲ့ကိုရောက်တဲ့နှုန်းကကွာခြားမှုပေါ့ bio availability ဆိုတာကွာခြားမှုရှိတယ်နောက်တစ်ခုကကြတော့ဈေးချိုတဲ့ဆေးတွေမှာသုံးထားတာခုနပြောသလိုပဲဆေးပြင်ပေးရဖြည့်ဆွက်ပစ္စည်းတွေက quality အနည်းငယ်နှိမ့်တဲ့အတွက်ကြောင့်ဈေးချိုတဲ့ဆေးတွေမှာကဒီ brand ဆေးတွေထက်စားလို့ရှိရင်တချို့သော side effect တွေပိုပြီးတော့ရတာတွေ့ရတတ်တယ်ဥပမာဘိုက်ပိုအောင်တာပြုတ်အန်တာပေါ့နော်ဆေးကိုတိတ်ပြီးတော့မခံနိုင်တာမျိုးနည်းနည်းပိုဖြစ်တတ်တယ်ဈေးကြီးတဲ့ဆေးတွေကကြတော့ဒီလို side effect တွေနည်းတာတော့တွေ့ရှိရနိုင်တယ်ပေါ့နော်နောက်တစ်ခုကလိန်ဈေးတွေပေါ့နော်လိန်ဈေးတွေမှာဆိုလို့ရှိရင်လည်းခုနပြောလိုမျိုးပေါ့နာမည်ကြီး brand တစိမ့်တွေဈေးကြီးတဲ့တစိမ့်တွေကဒီခုနပြောတဲ့အလားတူဈေးတွေကွာခြားချက်ကရှိပါတယ်ပိုးပြီးတော့တောင်တိတာပါသေးတယ်ဘာကြောင့်လဲဆိုတော့ဒီလိန်ဈေးတစ်ခုတည်းမှာကျွန်တော်တို့ကဒီ5% လောက်ပဲတကယ်သူရဲ့ဆေးအာနိသင်ဆေးဝါးတက်က5% လောက်ပဲပါတာပေါ့နော်ကျန်တဲ့95%ကအောက်ခံ base တွေဖြစ်တာပေါ့နော်အဲ့တော့ brand ဆေးကဆေးတက်ကိုဒီအရေးပြားတွေကိုပို့ပြီးတော့စိတ်ဝင်နိုင်တဲ့နည်းပညာအမြင့်တွေကိုသူကတုံးတယ်အဲ့ဒါကြောင့်မို့လို့အာနိသင်ပို့ပြီးတော့ထက်မြက်တယ်နောက်တစ်ခုကဒီအရေးပြားထဲမှာသူ့ရဲ့အာနိသင်ကြာခံနိုင်အောင်လို့လုပ်ထားနိုင်တဲ့နည်းပညာတွေကိုသူတို့ကထည့်ထားတယ်ဒီ base ထဲမှာပေါ့နော်အဲ့ဒီနောက်တစ်ခုကကြတော့သူ့ရဲ့ဒီကောင်းမွန်တဲ့ quality ကောင်းတဲ့ဒီ base ကိုတုံးထားတဲ့အတွက်ကြောင့်ဒီ side effect တွေရတာလည်းနည်းပါတယ်ပေါ့နော်တချို့သောဆေးတွေမှာဆိုလို့ရှိရင်ဒီဈေးချိုတဲ့လိန်ဈေးတွေကဒီပါကြည့်လိုက်မယ်ဘူးခုံကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ပါဝင်တဲ့ chemical က brand နဲ့တူတူပဲဒါပေမဲ့တကယ်တမ်းလိမ့်တဲ့ခါကြလို့ရှိရင်ကကြတော့ဒီဆက်ဖြင်းဖြစ်တာတို့ပူတာတို့ရားတာတို့နီလာတာတို့အဲ့လိုမျိုးတွေကဒီ brand ဆေးတွေမှာကတိတ်ပြီးတော့မတွေ့ရဘဲနဲ့ခုနပြောသူအလားတူဆေးတွေမှာပို့ပြီးတော့တွေ့ရတတ်တယ်ပေါ့နော်အဲ့တော့ဒီ brand ဆေးတွေကိုဘယ်လိုနေရာမှာဦးစားပေးပြီးတော့သုံးသင့်လဲဆိုတော့အရင်ဆုံးကျွန်တော်တို့ကတိကျတဲ့ဆေးပမာဏလိုအပ်တဲ့ယောဂတွေပေါ့နော်ဥပမာကျွန်တော်တို့ကဒီအတက်ကြဆေးတို့ဝယ်ယူပြန်တာတို့နှလုံးနဲ့ပတ်သက်တဲ့ဆေးတွေတို့တွေးကျဲဆေးတွေတို့နောက်တစ်ခုကဒီကိုတွင်းအင်္ဂါအစားထိုးထားတဲ့လူတွေတောက်ရတဲ့ဒီခုခံအားကိုထိန်းချုပ်တဲ့ဆေးတွေတို့ဒီလိုဆေးတွေဆိုလို့ရှိရင်က brand တစ်ခုနဲ့တစ်ခုပြောင်းတဲ့အခါမှာကွာခြားမှုလည်းရှိတယ်လို့ side effect တွေကလည်းကွာခြားနိုင်တယ်ဆိုတော့တစ်ခုလွဲသွားလို့ရှိရင်သူကဒီကိုယ့်ရဲ့ဒီကျန်းမာရေးကိုထိခိုက်နိုင်တယ်ကြီးကျယ်ထိခိုက်နိုင်တယ်ပေါ့နော်နောက်တစ်ခုကမျက်နှာပေါ်မှာဖြစ်တဲ့အရေးပြားပြဿနာတွေပေါ့နော်ဥပမာကျွန်တော်တို့ဒီတင်းတိတ်တို့ဝက်ချန်တို့ဒီမျက်နှာပေါ်မှာဖြစ်တဲ့တချို့သောယောဂါတွေပေါ့နော်အဓိကမျက်နှာနူးညံ့တဲ့မျက်နှာနဲ့နောက်တစ်ခုကကလေးတွေနောက်တစ်ခုကအသက်65နှစ်လူကြီးတွေပေါ့နော်အဲ့လိုမှဖြစ်တဲ့
ယောဂါတွေဆိုလို့ရှိရင်ရေပြားယောဂါတွေဆိုလို့ရှိရင်တော့ဒီဈေးချိုတဲ့ဆေးတွေထက်စားလို့ရှိရင်ဒီ brand ဆေးတွေကိုပို့ပြီးတော့ရွေးချယ်တင်တယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့တချို့တော့ဈေးချိုတဲ့ဆေးတွေကခုနပြောသလို side effect တွေနီးတာရဲတာဆက်ပြင်းပြင်းဖြစ်တာဒါတွေပိုဖြစ်တဲ့ချွေးပေါက်ပိတ်တာတွေပိုဖြစ်စေတယ်ပေါ့နော်နောက်တစ်ခုကကြတော့ယောဂပြင်းထန်နေတဲ့အချိန်ပေါ့နော်ဒီပုံမှန်ကျွန်တော်တို့ဥမာနှင်းကူဖြစ်ကြနှင်းကူဖြစ်တဲ့ဆိုပါတော့နော်နှင်းကူဖြစ်တဲ့အခါမှာအရန်ပြင်းပြင်းထန်ထန်ဖြစ်တဲ့အချိန်မျိုးဆိုလို့ရှိရင်ကျွန်တော်တို့ကကျွန်တော်တို့ဒီ brand ဆေးတွေကိုခဏတစ်ဖြုတ်သုံးတာကောင်းတယ်ပေါ့နော်သူကပုံမှန်ဆေးတွေအလားတူဆေးတွေထက်တော့ကုန်ကျစရိတ်နည်းနည်းများပေမဲ့အဲ့ဒီအချိန်မှာယောဂမြန်မြန်ထိန်းချုပ်ဖို့လိုတယ်ပြီးတော့ဘေးထွက်ဆိုးကျိုးလည်းနဲဖို့လိုတယ်ပေါ့နော်အဲ့ဒီအချိန်မှာတော့ brand ဆေးတွေကိုသုံးဖို့လိုတယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ကဒီတချို့တော့ဒီခုခံအားစနစ်နဲ့ဆိုင်တဲ့ယောဂါတွေပေါ့နော်ဒီဥမာကျွန်တော်တို့ဒီထက်တရာနာဆိုရေးစစ်တို့နော်ခယူတင်တမင်ဖြူတို့အဲ့လိုမှဆိုလို့ရှိရင်သူကယောဂါတက်လိုက်ကြလိုက်အမြဲတမ်းရှိတယ်နာတာရှိယောဂါတွေပေါ့နော်တက်လိုက်ကြလိုက်အမြဲတမ်းရှိတဲ့အချိန်ပေါ့အဲ့ဒီအချိန်မှာယောဂါပွားနေတဲ့အချိန်ယောဂါအကွက်တွေကပြန့်နေတဲ့အချိန်ဆိုလို့ရှိရင်အဲ့ဒီအချိန်မှာပထမ2လ3လလောက်ဆိုလို့ရှိရင်တော့ဒီ quality ကောင်းတဲ့ဒီဆေးတွေကိုသုံးတင်တယ်ပေါ့နော်နောက်ပိုင်းမှာငြိမ်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီတက်ဆိုင်ရအလားတူဆေးမျိုးကိုကျွန်တော်တို့သုံးတင်တယ်ပေါ့နော်ဆရာဝန်တယောက်အနေနဲ့ကြံပြရမယ်ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ယောဂအနေထားပေါ်မူတည်ပြီးတော့တောက်ရမယ်ဆေးတွေကိုရွေးချယ်တင်တယ်လို့မြင်တယ်အခုခုနပြောသလိုပဲအလားတူဆေးမှာသူ့ရဲ့အားသာချက်တွေလည်းရှိတယ်ခုနပြောလို့ဈေးသက်တာရှိတယ်နောက်တစ်ခုက bio equivalent ပေါ့နော်ခုနပြောသလိုမျိုးနာမည်ကြီးတစ်စိတ်တင်နဲ့လည်း bio equivalent ဒီဆေးတွေတွေးတဲ့ကိုဆေးရောက်တဲ့ပမာဏတူညီတယ်ဆိုလို့ရှိရင်တော့ဒါကအသုံးပြုလို့တော့ရပါတယ်ကြံပေးချင်တာကတော့ယုံကြည်စိတ်ချရတဲ့တစ်စိတ်ကိုရွေးဖို့အတွက်ကျွန်တော်ကတော့အကြံပေးခြင်းတယ်နောက်တစ်ခုကကြတော့ဒီ cream တွေပေါ့ကျွန်တော်တို့ဆေးလိမ့်တဲ့အခါမှာဒါကတော့ဈေးသက်တာလို့ဆိုပြီးတော့ဟိုပြောင်းလိမ့်တာမျိုးဥမာကျွန်တော်တို့ကပိုးဝင်တဲ့ယောဂါတွေမှုပိုးဖြစ်တဲ့ယောဂါတွေအဲ့လိုမျိုးဆိုလို့ရှိရင်လည်းကျွန်တော်တို့ကအထဲမှာပါတဲ့ဒီ chemical ကတူပေမဲ့အာနိသင်ချင်းကကွာတယ်ဆိုတာဒါအရေးပြားတဲ့ကိုဘယ်လောက်စိတ်ဝင်တယ်လဲအရေးပြားတဲ့မှာဘယ်လောက်ကြာနေတယ်လဲအဲ့ဒီပုံမှာမှုတည်တယ်ဆီအာနိသင်ကကွာတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့အလင်းအမြန်ထိန်းချုပ်ရမယ်ပိုးဝင်တဲ့ယောဂါတွေဆိုလို့ရှိရင်တော့ဒီနာမည်ကြီးရဲ့ဒီတစိမ့်တွေကိုအသုံးပြုတင်တယ်ပေါ့နော်နောက်ဆုံးတစ်ခုကကြတော့ကျွန်တော်တို့ကဒီမျက်နှာပေါ့နော်မျက်နှာဆိုတော့ကျွန်တော်တို့နူးညံ့တဲ့နေရာအထူးသဖြင့်မျက်ခွန်တို့ဘာလို့ဒီလိုနေရာတွေမှာဖြစ်တယ်ဆိုလို့ရှိရင်တော့ဖြစ်နိုင်အရေးသွေးကောင်းတဲ့ brand ဆေးတွေကိုပဲအသုံးပြုဖို့အတွက်ကျွန်တော်တို့ပို့ပြီးတော့တိုက်တွန်းလိုပါတယ်ဒီနောက်ဆုံးပြောချင်တာကတော့ကိုလိမ့်နေတဲ့ဆေးပဲဖြစ်ဖြစ်ကိုတောက်နေတဲ့ဆေးပဲဖြစ်ဖြစ်ဒီအာနိသင်နဲ့ပတ်သက်လို့တန်တရားရှိမှဖြစ်ဖြစ်ဘေးထွက်ဆိုးကျိုးတွေခံစားရခြင်းပဲဖြစ်ဖြစ်ကိုယ့်ရဲ့ဒီဆရာဝန်နဲ့တခြားတိုင်ပင်တင်တယ်နောက်တစ်ခုကကြတော့ဒီဆေးမရလို့နောက်တစ်မျိုးပြောင်းလိမ့်တယ်အလားတူဆေးပြောင်းလိမ့်တယ်ပြောင်းတောက်တဲ့အခါမှာဆိုလို့ရှိရင်လည်းဒီအချိန်မှာပြောင်းတင်မတင်ပေါ့နော်ဆရာဝန်နဲ့တခြားလေးတိုင်ပင်တင်တယ်ပေါ့နော်